တိုင်းပြီးတော့ခါလေးကိုမှတ်မှတ်လေးထားလက်ဝဲလေးကိုဖြောင်းခါဖြောင်းလက်ဝဲဖြောင်းခါဖြောင်းနဲ့လက်ဝဲဖြောင်းမယ်ဒါလိုဖြောင်းရမှာကခါနဲ့လက်ဝဲတိတ်ရမှာကပါးစပ်နဲ့မျက်လုံးနဲ့နှာခေါင်းလေးတွေကိုပိတ်မယ်မျက်လုံးလေးတွေပိတ်မယ်မျက်လုံးလေးတွေပိတ်မယ်ကံမျက်လုံးပိတ်လိုက်ကံမျက်လုံးပိတ်ပြီးတော့ဉာဏ်မျက်လုံးပိတ်ပါဉာဏ်မျက်လုံးပိတ်လိုက်ပိတ်ပြီးတော့ဝင်လေထွက်လေဝင်လေသိထွက်လေသိဝင်လေသိထွက်လေသိမိဘတော်ဘုံတော်ကဒီတိုင်းဆိုရင်ဒီတော့နေပြီးတော့ဝင်လေထွက်လေရှုရှားပြီးတော့အသက်ရှင်နေရတာပါဒါပေမဲ့သားစောသမီးစောအဖေစောအမေစောဆွေဝါးရင်စောပစ္စည်းစောတွေတဲ့အဲ့ဒီလောဘစောဒေါသစောတွေနေရတော့ဒီဝင်လေထွက်လေတွေကိုတတိမကတ်နိုင်ဘူးဟောဒီနေ့တော့တို့နေ့တိုင်းရှုနေတဲ့ဝင်လေထွက်လေတို့အသက်ရှင်အောင်ရှုရှိုက်နေရတဲ့ဒီလေးဟာဒီနေ့တော့တတိကဲပြီးတော့မြဲတမ်းရှုနေကြဝင်လေထွက်လေကိုတတိကတ်ပြီးတော့တတိနဲ့မှတ်ပါအဘောနာသီဝလေလေးဝင်လာရင်ဝင်မှန်သည်ထွက်သွားရင်ထွက်မှန်သည်ဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်ဒီတိုင်းပဲပင်တိုင်းဘုရားကမ္မထန်နေနဲ့မှတ်ရပါပါဝင်လေသည်ထွက်လေသည်အဲဒီလိုမှတ်နေတဲ့အခါမှာဝင်လေထွက်လေမှတ်နေရင်စိတ်တွေကအိမ်ရောက်သွားမယ်အိမ်ရောက်သွားတဲ့အိမ်ရောက်ရင်ရောက်တယ်လိုက်ကြည့်တော့မှလုပ်ငန်းခွင်ကိုရောက်သွားမယ်လုပ်ငန်းခွင်နဲ့ရောက်သွားတယ်လုပ်ငန်းခွင်ကိုရောက်ရင်ရောက်တယ်လိုက်ကြည့်တော့မှသားရည်စီရောက်သွားတယ်သမီးရည်စီရောက်သွားတယ်သာသမီးရည်စီရောက်ရင်သာသမီးရည်စီရောက်ရင်ရောက်တယ်လို့မှတ်ပါအဲ့ဒီလိုမှတ်ပြီးရတယ်တခါမရောက်တော့ဘူးမှတ်လိုက်တာနဲ့ပျောက်သွားပြီဆိုရင်မူလပင်တိုင်းကမ္မထဖြစ်တယ်ဝင်လေထွက်လေကိုပြန်ပြီးတော့မှတ်ပါဝင်လေသိထွက်လေသိဝင်လေသိထွက်လေသိအဲ့ဒီဝင်လေထွက်လေမှတ်နေရင်လည်းတခါအောင်ပေါင်းလေးရတယ်ဟောဇေယောလေးကနားလေခါလေးကကြိုက်တယ်ရှင်းကျင်းတယ်လိုက်ပြီးတော့မှအဲ့ဒီကျင်းတယ်မှတ်နေရင်လည်းမှတ်ပါများတော့ကျေမှုလေးနာမှုလေးထုံမှုလေးကြောက်ပါပြီတဲ့ကမ္မထကိုပြန်ပြီးတော့မှတ်ပါမယ်ဝင်လေဝင်မှန်သည်ထွက်လေထွက်မှန်သည်ဝင်လေဝင်မှန်သည်ထွက်လေထွက်မှန်သည်ဒါတွေမိဘတို့တမာသိထူထောင်နေတာဘုရားမိဘရဲ့စိတ်ကအမှန်တမ်းမှလှည့်ညံတို့တွေကမှအတ္တိကိုယ်ဟာတဲ့ဆိုတဲ့အမှန်တမ်းမှလှည့်ညံတယ်အဲ့ဒီလည်းစိတ်ကိုတမာရီတဲ့တတိနဲ့ကဲပြီးတော့နာသီဝလေးဝင်နေဝင်မှန်းသိထမှန်းသိလိုက်ပြီးတော့မှတ်အဲ့ဒါဒီတမာရီထူထောင်တာပါတမာရီတော့ဘေကဝေယနာဘုရားပသနာတိဘေကဝေစေတာရှင်သမီးတို့
ယရာဘုဒ္ဓဟောတာမှဆိုသိဖို့အတွက်တမာရီတော့တမာရီကိုထူထောင်ရမယ်ခန္ဓာရဲ့ဖြစ်မှုပြတ်မှုခန္ဓာဒုက္ခသိဖို့နားလည်ဖို့ရဲ့ဥစွာတမာရီကိုထူထောင်ရမယ်ဘုရားတမာရီဝင်လေသိထွက်လေသိဘုရားဘာနဲ့လာတယ်ဆိုပိကုနေကြီးပမာမီပိကုအင်းလေးတာနေအလဲကောင်းတက်တယ်မှနေအဲ့လေကောင်မှတက်တယ်မှနေတယ်ပိကုအင်းလေးတွေကဒါပေမဲ့သားတော်လေးကိုတက်လာတဲ့တနေ့ဘယ်လိုလေးအကောင်ကောင်သေးသေးလေးအဲ့ဒီတွေ့ပြီးတော့အဲ့လေကောင်တည်းရှိတဲ့ကြောင်သွားပြီးတော့စားတာပြီးရင်လေကောင်မှလည်းပြန်ပြီးတော့နေတယ်အဲ့ဒီပိကုလေးကအစာရှိသွားစားလိုက်ပြီးရင်လေကောင်ပဲပြန်နေလိုက်စာရှိသွားစားလိုက်ပြီးလေကောင်မှပဲပြန်နေလိုက်အဲ့ဒီတိုင်းပဲကိုကဝယ်လေထွက်လို့ပဲတတိကံပြီးတော့မှတ်နေရပါတရားအောင်လေးပေါ်တိုင်းပိကုကလိုက်စားလို့ပေါ်ရင်ရရင်နိုင်ကြိုက်တဲ့ဟောစိတ်ကသားစီရောက်တယ်တကယ်ချင်းစီရောက်တယ်ရင်စီရောက်တယ်လောက်စီရောက်တယ်အဲ့လိုလိုက်မှတ်ပြီးရတယ်ပိကုလေးတွေပဲအစာလေးစားပြီးရတယ်မှတ်ပြီးရတယ်လေရောက်လို့လေကောင်နှာခေါင်းဝမှာဝင်နေဝက်နာရီရလေးမှာထွက်တယ်ထွက်တယ်မှန်အဲ့ဒီတိုင်းလေးကြိုးစားကြည့်မှတ်ကြည့်ပါYeah.